အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ HBR Craft ဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ရဲ့မြန်မာကိုစားပြုဗီဒီယိုကြီးဖြစ်တဲ့ငင်းဆက်သားID ကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုများတော်လေးကြားလိုက်ရုံတော့ကြက်လေးကြက်ကွက်လောက်ကိစ္စနေတော့လှုပ်ရှုံနေရတယ်ရောရီယာဒီကြောင်းပြတော့ဗီဒီယိုကမနာပဲနဲ့လေးလာပဲဒီနေ့ကျအကြောင်းပြတက်အောင်မယ်တရင်ကပေါ်လာပြန်ပြီတော့ဟုတ်ကဲ့ဟုတ်ကဲတော့နိုင်ငံရေးပါအောင်မှာမလို့စကားရှိဝေးပြောတော့ဒီလေးစလိုက်အောင်ကဲအဲ့တော့ကျွန်တော်ဘရိုတို့ကမင်းစစ်သားရဲ့ visit နဲ့ပတ်စစ်ကိုမရှင်းပြခင်စပယ်တွေကိုအရင်ရှင်းပြပါဘာလို့လဲဆိုတော့မင်းစစ်သားရဲ့ပတ်စစ်ရဲ့ visit ရဲ့ scale 2ရဲ့ edit ရဲ့ဆက်ဆက်မှုရှိနေကြအောင်အတန်းပြောပြရင်ဘရိုတို့ဒီနားမှာလဲသွားမှာမလို့ပါတော့ဟုတ်ကဲ့ကျွန်တော်တို့မင်းစစ်သားရဲ့ scale 1ကတော့ Roman TV တာဖြစ်မှာfrom go scale 1လို့ပဲနမီကိုလှန်နဲ့အဲ့လိုစပါးဆိုထိုးပြီးတော့ပြန်ဆွဲလိုက်မှာဖြစ်ပါတယ်အဲ့တော့ damage ကတော့ကျွန်တော်တို့181 damage ထပ်မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါကတော့မင်းစစ်သားရဲ့ scale 1ပေါ့နော်ဒုတိယမြောက်ဟာတော့ကျွန်တော်မင်းစစ်သားရဲ့ scale 2ပေါ့scale 2ကကျွန်တော်ပတ်စစ်ကိုတော့နောက်မှရှင်းပြပါမယ်နော်ရိုးရိုးလေးပြောပြလိုက်မယ် scale 2ကကျွန်တော်ဖွင့်လိုက်ပြီဆိုလို့ရှိရင် enemy ဘက်က physical နဲ့ magical damage တွေကိုတစ်ဖက်ပြီးမှ short လဲ short ချပြီးမှဖြစ်ပါတယ်အဲ့တော့ပြီးတော့အရှိကနေရှိနေကာဝေးထောင်းမှာဖြစ်ပါတယ်ထိုးစမ်းတာနောက်တစ်ခုကကျွန်တော်ရင်တော့အိုး player ရောဒီမှာပေါ့ရင်တော့မင်းစစ်သားကျွန်တော် scale 2ဖွင့်လိုက်ရင်ရှိနေတိုက်ပလိုက်တာမာလို့ကြီးဟလားခုကတော့ကျွန်တော်တို့ရှိကပေးတဲ့ပြင် visit ထပ်ချရင်နောက်ကကျွန်တော်လှန်နဲ့ထိုးပေးမှာဖြစ်ပါတယ်အဲ့တော့အများဆုံးလှန်နဲ့ကျွန်တော်5ချက်ဒီကျွန်တော်အများဆုံးထိုးနိုင်မှာဖြစ်ပါတယ် inspire နဲ့ဆိုရင်တော့ကျွန်တော် bro တို့ attack speed item ဆိုင်ဆက်တယ်လို့ထိုးနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒါတော့ကျွန်တော်မင်းစစ်သား scale 2ပေါ့နော်ဟုတ်ကဲ့ကျွန်တော်အခုပြောပြပြီးတော့မှာတော့မင်းစစ်သားရဲ့ AD mate ပဲဖြစ်ပါတယ်မင်းစစ်သားရဲ့ AD mate ကတော့မြန်မာလိုကြီးဟလာသူကလိုကြီးဘုံစုံဝင်ထဲမှာဖြစ်ပြီးဘေးကသူ့ရဲ့ကိုရန်တော်တွေကထဲမှာရှိရဲဇုံထဲမှာရှိရဲ enemy ကိုလှန်နဲ့ထိုးပေးနေမှာဖြစ်ပါတယ်အများဆုံး၄ချက်တိထိုးပေးမှာဖြစ်ပါတယ်အဲ့တော့အခုကျွန်တော် bro တို့ကိုပတ်စစ်နဲ့ visit ထက်ကြောင်းရှင်းပြပေးပါမှာဖြစ်ပါတယ်မင်းစစ်သားရဲ့ visit ထက်ကတော့အဲ့ဒါ visit ကတော့လန်နဲ့ထိုးမှာခုတ်မှာဖြစ်ပြီးတစ်ချက်ခွင်184 damage ထွက်ပါတယ်မှန်ကြည့်လိုက်အဲ့တော့ကျွန်တော်သူ့ရဲ့ဖက်စစ်ကိုကျွန်တော်တို့ရှင်းပြမယ်နော်ဖက်စစ်ကကျွန်တော်တို့ visit တစ်ချက်နှစ်ချက်သုံးချက်လေးချက်5ချက်ပြည့်သွားပြီဆိုလို့ရှိရင် enemy ကိုစတန် slow effect နဲ့စတန်နေစီမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ scale 2နဲ့တွဲသုံးလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ဖက်စစ်ကထွက်မှာဖြစ်ပါတယ်ကျွန်တော်တို့ပြန်ပြပါမယ်ဟောဒါကတော့ကျွန်တော် scale 2နဲ့တွဲသုံးပါမယ်နော်1 2 3 4 5 enemy ကို stand နေမှာဖြစ်ပါတယ်အဲ့တော့ AD mate ကလည်းကျွန်တော်တို့ဖက်စစ်ကိုပွင့်စေတာဖြစ်ပါတယ်ဟုတ်ပြပါမယ်ဒါကတော့ AD mate ကမှဒီကောင်လေးထိုးပြီးလို့ရှိရင် AD mate နဲ့ဆိုရင်ကျွန်တော်ပတ်စစ်ပို့ပွင့်တယ်ဘာလို့ဆိုတော့ဘေးဘက်ကောင်လေး over ချန်ရန်နေပေါ့နော်ဘယ်နောက်လိုက်နေရဲမှတ်ဒီကောင်လေးထိုးပေးတဲ့အတွက်ကြောင့်ဖက်စစ်ဒီကောင်လေးက4ရောက်တော့ပါဖြစ်တဲ့ကြောင့်ဖက်စစ်ကအမြင်ပွင့်ပါတယ်အဲ့တော့ကျွန်တော်တို့မင်းစစ်သားရဲ့စပယ်ကွန်မိုလေးကိုအချက်တော့ကြည့်လိုက်အောင်ကျွန်တော်ပထမဆုံးပြောပြပေးရမယ်စပယ်ကွန်မိုကတော့ scale 1 AD scale 2 inspire visit ထပ်ပဲဖြစ်ပါတယ်တော့ကျွန်တော်တို့ပြပါမယ်ဖြစ်နိုင်ရင် enemy ကိုတာဝါနဲ့ဆွဲထည့်တာတော့အကောင်းဆုံးပဲပေါ့နော်1 AD 2 inspire visit ထပ်ဒါကတော့ကျွန်တော်ပထမကွန်မိုပဲဖြစ်ပါတယ်ဒုတိယကွန်မိုချက်တော့အခုပြောပြပေးပါမယ်ကွန်မိုကတော့ကျွန်တော်တို့ခြုံနေရနေပြီးတော့ဗတ်တယ်ဖြစ်နေတဲ့အချိန်ဝင်ပြီးတော့ join မှာတို့နောက်ချောင်းတို့place ပဲပါတဲ့ hero တွေကိုတီးကျင်တဲ့အခါမျိုးတွေမှာသုံးလို့ရတဲ့ကွန်မိုပဲဖြစ်ပါတယ်။ဝင်ကျွန်တော်အဲ့ဒီကွန်မိုကတော့ AD K1 K2 inspire visit ဖြစ်ပါတယ်။ဘာလို့ K1 ကိုအရင်ဆွဲတာလဲဆိုတော့ဘက်ကလာ blend ဆွဲပါတာအကောင်ဖြစ်တဲ့အတွက်ကြောင့် K1 နဲ့တို့ blend နဲ့ထွက်ပြေးမှာပဲလေကတော့တို့က K1 နဲ့ပြန်ဆွဲပြီးတော့ inspire နဲ့Scale 2နဲ့ထိုးတာပဲဖြစ်ပါတယ်ကျွန်တော်တို့ချက်ပြပါမယ်ဆက်ပြေးသွားပါပြီထားဒီမှာကြောင်းအစွာပါခုန်ထိုးenemy bro item ထွက်ရင်ထွက်တယ်လို့ enemy တောင်ပျောက်ကိုပျောက်တယ်အဲ့တော့ဒါတော့ကျွန်တော်နောက်တစ်ခုကွန်မိုပဲဖြစ်ပါတယ်ဟုတ်ကဲ့ESP လိန်သွားမယ်ဆိုလို့ရှိရင်ကျွန်တော် flicker နဲ့ဆော့လို့မရဘူးလားဆိုတော့ရပါတယ်ကြိုက်တဲ့ display ကကျွန်တော်တို့ESP လိန်သွားမယ်ဆိုလို့ရှိရင်လိုက်တဲ့အောင်တွေကတော့ inspire flicker ကြောက်ရွံ့ဒီကောင်လေးနဲ့လိုက်ပါတယ်အဲ့တော့
တခါတလေတာဝါခိုးမယ်ဆိုလို့ရှိရင်ဟလားrival နဲ့ဆော့လို့မရဘူးလည်းမဟုတ်ပါဘူးရပါတယ် bro ဆော့တက်မယ်ရှောင်းတက်မယ်ဆိုလို့ရှိရင်မင်းစစ်သားဟို hyper ဆော့တာတော့ကျွန်တော်တခါမတွေ့ဘူးပေါ့နော်ရရတော့ရမှာပေါ့bro Roma ဆော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့flicker နဲ့ကြောက်ရုပ်ကိုယူတာအကောင်းဆုံးပဲပေါ့နော်အဲ့ကြောက်ရုပ်ကတော့ကျွန်တော် Eddie Kimi ဟိုဘက်က9កောင်လုံးရှိနေတဲ့အချိန်ကြောက်အုပ်နဲ့ခဲထားတယ်ဒါတက်တော့မှာခေတ်စားတဲ့ကွန်မိုတွေပါလက်ရှိမှာပေါ့အဲ့ဒီ flicker ကတော့ကျွန်တော်တို့အဲ့ဒီ flicker တွဲသုံးလို့ရတယ် scale 1နဲ့ဆွဲပြီးတော့ flicker နဲ့ tower နဲ့ဆွဲထည့်ပြီး bro လုတ်ချင်လဲရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ item ဘေးကိုတစ်ချက်တော့မင်းစစ်သားရဲ့ item ဘေးကိုတစ်ချက်တော့တွားကြည့်ရအောင်အဲ့တော့ဒါကတော့ကျွန်တော်တို့မင်းစစ်သားကို ESP lane သွားမယ်ဆိုလို့ရှိရင်သုံးရမယ့် item ဘေးပဲဖြစ်ပါတယ်ဖနက်ကစီးကျင်နေရမစီးကျင်နေရပေါ့နော်ဖနက်မစီးပဲဒီကောင်နဲ့ဆော့မယ်ဆိုလို့ရှိရင်တော့တော်တော်ကေးတွေရမှာဖြစ်ပါတယ် sky မီရတယ်ဆိုင်တန်ကိုကျွန်တော်တို့ဒီကောင်သွားမယ်စက္ကန့် item sky မီရတာအဲ့ဒီ item ဝင်းတော်ကဒါသွေး enemy ဘက်ကသွေးတက်တဲ့ကောင်တွေပါလို့ရှိရင်သွေးတက်တာ short ပြီးတော့ဒီကောင်ထည့်လိုက်ရတယ်အဲ့ဒါမှမဟုတ်ပဲねကျွန်တော်တို့ damage ပြင်းပြင်းနဲ့ရိုက်ချင်တယ်ဆိုလို့ရှိရင်ဒီကောင်အစင်ခါကြီးကိုထဲဆော်လဲရပါတယ်ဒါကတော့ကျွန်တော်မင်းစစ်သားကိုတွေ့တာဒီအားစားကျွန်တော် wise တွေလည်းရတယ်တော့ကောင်းနေဆိုတာပုံများတယ်ဘာလို့ဆိုတော့enemy ဘက်ကကောင်းနေပြပြရပါညာဆိုလို့ရှိရင်လည်း wise ကအစမပြတ်လို့ပြောမယ်ဗျာအစမပြတ် damage ပေးနေမှာတွေးတတ်တာဖြစ်တဲ့အတွက်ကြောင့်ဒီကောင်းနေဆိုတော့ချက်ချင်းပြပြန်တာအောင်နောက်ဆုံးအဲ့တောင်တော့ကျွန်တော်တို့ဒီမိုဟန်တာဒီတွေးတတ်တဲ့လက်သေးကောင်ကြီးကစားမှာဒီကောင်ထဲဆော်လို့ရတယ်ပေါ့နော်အဲ့တော့နောက်ကကတော့ပို့ပို့လိုပေါ့ဒီ enemy ဘက်ကဥမာမီယာတို့ Moscow တို့လိုကောင်းနေပါလို့ရှိရင်ရှင်ရိုက်ရှင်ကျွန်တော်တို့ဒီကောင်တော့မှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ရိုမာတွေအတွက်ဟာဒါမှားသွားတာဗျာအေးပြည်ရင်းသွားမယ်ဆိုဆော့မယ် Ambulance ဘေးကိုတစ်ချက်တော့ရှိုးလိုက်အောင်ဒီမှာပေါ့နော်နောက်ကျွန်တော် Ambulance ဘေးမင်းစတာရဲ့ ESP လေးကိုကျွန်တော်က Fighter Ambulance နဲ့ဆော့တယ်ဟောဟာတော့ဒါ Test Speed ပို့တယ်တော့ကျတော့HP နဲ့လို့ရှိရင်တစ်ဖက်တိုးနေမှာပဲဖြစ်ပါ damage လည်း short ရပြီးမှဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ visit ထက်ငါပတ်စင်နဲ့တွဲပြီးတော့လို့ visit ထက်ချရင် damage ထွက်တဲ့အတွက်ကြောင့်ကျွန်တော်ရင်းစစ်သား skill 2ခုဘောင်းတောင်းကိုခိုးလို့ enemy တွေပြောင်းအောင်လာပဲခဲပါတယ်အဲ့တော့ကျွန်တော်တို့ Roma ဆော့မဲ့ rule တွေအတွက် item တွေဆက်သွား show လိုက်ရအောင်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ Roma ဆော့မဲ့ rule တွေထဲဆော့ရမယ် item ပဲဖြစ်ပါတယ် Golden Stack ကဘာမှမဆိုင်ဘူးလို့တော့ပြောလိုက်ပါတယ်ဟဲ့လား Roma ဆော့မှာဘာလို့ damage item ထည့်ရလဲဆိုတော့ကို damage ပေးပြီးတော့ room လို့ရအောင်ဖြစ်ပါတယ်ကြာဟာဒီထက်တိုင်း Golden Stack ကကျွန်တော်တို့ attack speed ရဲမှာအများဆုံးဖြစ်တဲ့အတွက်ကြောင့် Golden Stack တစ်ချောင်းဈေးလဲတော်တော်လေးပေါ်တယ်ဆိုတော့ဟာလားဆော့ကတော့မပေါ့ဟဲGolden Stack လေးဖက်ဆိုင်တိုင်းနေနဲ့တွားတာဖြစ်ပါတယ်ငေါကတော့ anime ခိုးအောင်ရှော့ချပေးတယ်အားပဲဖြစ်ပါတယ်ဒီကနေရာမှာကျွန်တော် bro တို့စက်တက်ကောင်းကောင်းစုနိုင်မယ်ဆိုလို့ရှိရင်တော့တန်တာဘက်ထဲဆိုတာအကောင်းဆုံးဖြစ်မယ်ဥပမာပွဲကကြာမယ်နောက်လေးဆိုကြာဆော့ရမယ်ဘက်ကမာမဲကောင်လေးပါလို့ရှိရင်တန်တာဘက်နဲ့ထဲဆိုတာကောင်းတယ်ပြီးရင်ကျန်တာကတော့ဘက်ကမာမဲကောင်ပုံမူပြီးတော့ဟောင်းတာ item တွေထည့်ပြီးတော့ဟောင်းတာတစ်ဖက် item တွေထည့်ဆော့အောင်မှာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့တစ်ဖက်Roma ဆော့မဲ့ bro တွေထဲဆော့ပေးရမယ့် item ဖနက်ကကျွန်တော်တို့ဒီဘက်က magical များရင်ဒီဖနက်ကိုစီးရမှာဖြစ်ပြီးတော့ဟိုဘက်က magical နဲ့ physical ပုံမူတည်ပြီးတော့ကျွန်တော်စီးရမှာဖြစ်ပါတယ် physical ပေါင်းနေများလို့ရှိရင်တော့ကျွန်တော်ဒီကောင်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ Ambulance ဘေးချက်တော့သွား show လိုက်အောင် Ambulance ဘေးကတော့ကျွန်တော် bro တန် Ambulance ဘေးနဲ့ပဲဆော်တယ်ပေါ့နော် first Ambulance ကိုကျတော့ကျွန်တော်ဟို physical နဲ့ magic defense ရရှိစေတဲ့ fighter Ambulance ဟောယူထားပြီးတော့အဲ့လေAmbulance ကိုတော့ကျွန်တော်ESP လည်းရAmbulance ကိုပဲဒီကောင်ယူတယ်ဘာမှမဖြစ်ချင်လို့ဆိုလို့ရှိရင်ကျွန်တော်တို့item တွေများထွက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီကောင်လေးထည့်ဒါကတော့တက် Roma တွေရက်ဘာမှဖြစ် Ambulance ကြီးပေါ့နော်ဒါတော့ကျွန်တော်ပြပြမှာတော့မင်းစစ်သားကိုင်းနေတယ်ခိုင်းလေးကိုပြပြမှာအဲ့တော့ game လေးနဲ့ဆက်သွားရှိုးလိုက်အောင်ချိုးလိုက်အောင်ချစ်စရာတွေဘယ်အစော်လေးလဲတော့မသိဘူးလားဒီမိတ်ဆက်ပေးသွားမှာချိန်ပေးကြပါအောင်ဟုတ်ကဲ့အဲ့တော့ game လေးလေးကစပြီပေါ့နော်ကိုကြိုးကိုကြောင်နေဖြစ်မလားရှုံးမလားနိုင်မလားဟဲပွဲရောက်မှပြောပြပါမယ်နော် bro ပွဲတော့စပြီတောင်းရမ်းပြီးစပြီးတော့မင်းစတိုင်းချတောင်းရမ်းက
လူကပါတယ် Ruby ပါတယ်နာနာပါတယ် shall be my crown. ဘာခဏမှမရှိဘူးသွားရှုပ်တယ်ရိုမန်ဆုံးမှာမဟုတ် The tougher the challenge, တို့ the sharper ပွဲ my ချင်းရောမူဒီဖ speed. နက်စီးတယ်နဲ့စီးပေါ့နော်ဖနက်စီးရင်အာ Okay, တော့ကတော့ initiate. မဟုတ်ဘူးပေါ့နော် item ပုတ်တယ်လေ Understood. တိုင်းပြည်ကစားကျွန်တော်ဘာလို့ထည့်ရလဲဆိုတော့ပြေလို့ကျွန်တော်ဘာမှမပေါ့ဟုတ်ကဲ့အဲ့တော့ဗန်းညံယူထိုက်ပါစော့နေတဲ့ဒုက္ခပဲလာ No one can stop me. အေးသွားပြီသွားကားပြီမသွားကားပြီမဟိုလေးတာဘောလို့ဟုတ်ကဲ့မသိနဲ့တော့ဖတ်ပလက်ပေးရမယ်နော်ဖတ်ပလက်ပေးရမယ်နော်ဟာဖတ်ပလက်ပေးရမယ်နော် Never say လွဲသွားတယ်ကြိုက်လားလို့ဒါတို့ပြောရမလဲဆိုတော့ဒါ victory is near. ကျွန်တော် live မလုပ်ဖို့နော်ဒါကြားအဲ့မင်းစစ်သားစကင်မဲ့ player တွေကျွန်တော်တို့ live မလုပ်ဖို့ဒါပညာပေးတာပေါ့နော်ငါတို့ Africa ပေးလိုက်ရပြီစောစီ Africa ပေးလိုက်ရပြီကြိုက်လားဟာအဲ့လိုမျိုးကျစကေးတူကတိုးနေတယ်ကွိုင်မဲ Upon my kingdom. ငါ live game အဲ့ Ruby ငါနဲ့တွေ့မယ်အဲ့ Ruby မ Ruby ဟုတ်ကဲ့ကွာသွေးပြင်းမရှိတော့ကွာရှိရင်ကွာ I shall always stand my ground. ရောင်နေဖတ်ပလက်ပေးရမယ်ပတ်မယ်ဟုတ်ကဲ့ Understood. ဟုတ်ချင် In အဲ့ vain, ဒီတာဝါရထုတ်ခဲ့လား they're all အမေဟုတ်ပြီကြိုက်သွားပြီ behind my shield. တော်ပြင်းနေငါသွေးပြေပြီလားတာမ No retreat. ဘယ်လိုပြီးမှာလား First blood. တာမတော်ပြင်းဟိုဗီဒီယိုကြီးပွင့်ထိုင်းသေးနေကွိုင်မဲ An enemy. အေးပါပြပြန်ပြီတော့တောင်းလားတွေ့မယ်ကျွန်တော်အဲ့ Ruby only ကျွန်တော်တီးပြီဟိုယုံလားတော့မသိဘူးမဘယ်လိုပြေးနေတာမှာ The king's retribution. ဟုတ်တယ် Heed my command. ဘယ်လိုရင် record ပြအဲ့ဟောငါအပကျွန်တော်ရင်တော့အပ record ကြီးရေဘယ်ဟွာလဲမသိဘူးအပ record ကြီးပွိုင်မဲ email နဲ့လာရတယ်မဟုတ်ဘူးဗျာအမှန်ရတာအဲ့ဒါပဲပြောက်သွားတယ်မသိဘူးမင်းစစ်သားဟုတ်ပဲငါအဲ့ဒါမတက်ရသေးဘူးအိုင်ပါလေတဲ့မကြီးဟုတ်ကဲ့ An enemy has been slain. ဘက်ကလူကကြီးကကောင်းတာ An enemy has been slain. ငါလည်းငါသွားထိန်လို့ကေးမြရမလားလို့စဉ်းလာပါတယ်ဘယ်လိုလဲ Loyalty. မသေးဘူးလား Of the kingdom. မသေးဘူးဟုတ်ကဲ့ဟုတ်ပြီကြိုက်တယ်အဲ့လိုမျိုးကြိုက်တယ်လား Launch attack. အဲ့လိုမျိုးကြိုက်တာ You have slain an Okay. enemy. This is what is vain. ကြိုက်လားဘလို့ကြိုက်လားမင်းစစ်သားကြိုက်မှပြောတော့ဘာအေးဆေးလေးပဲဟဲပြီးလိုက်မယ်အေးဆေးလေးပဲဟဲပြီးလိုက်မယ် Mega အားလီမိုင်းတော့နိုင်ကျင်အောင်ပေါ့လေကင်းကျန် Ruby ကျွန်တော်ပြန်လုပ်ပြီ The king Chú shall đi đi reign đấy. with righteousness. ဟောကိုရမင်းစစ်သားလေကင်းနဲ့ချမ်းတယ် destroyed. ဂျုံလားတော့ဒီဟဲအဲ့ဒါကောင်းလေးဂျုံလေးကတော့မထွက်ရတော့ကြိုက်တာအဲ့လိုစောအားလီမာတွေအဲ့လိုဖိထားတာလာသမ်းမာနေ Never say die. Ruby ကင်ကြောက်နေတယ်ကွိုင်မဲ Launch attack. Okay. ဗလဲဖြစ်နေတယ်ကိုကျွန်တော်ဝင်ပေးရမှာပေါ့နော်အဲ့လိုမျိုးကတော့ဒါကြီးကတော့မင်းစစ်သားတာဝန်ပေါ့နော်ဟုတ်ကဲ့ကျွေးပြီဘာကောင်နေ join ရလေးဗလဲ Unstoppable. Double kill. ကွိုင်မဲသွားပြီလားမသိဘူးဟေးကြိုက်တာအဲ့လိုလဲ room မေးတက်ရတယ်နော် ESP လိန်သွားဘယ်လိန်သွား Triple kill. ကြိုက်လားကြိုက်မှပြောနော်သွေးပင်ကန်းနဲ့ပြန်ဖတ်လာတာလေးတွေဖလက်ကမယူဘဲနဲ့အဲ့လိုပြန်ပြေးနိုင်ဖို့ဆိုတာ This call. နည်းတော့6တောက်နဲ့မရ Attack. Okay. Astonishing. sky ပြတာတော့ပတ်ပြီ Great play. တောင်းညမ်းပြီမင်းစစ်သားစတင်တောင်းညမ်းပြီခုချိန်မှာဆိုရင်ပြပြီမသေးသေးဘူးလား
ကျွန်တော်ဘက်ကတကောင်မှဟိုမော်စကိုတကောင်မဲဟိုဖြစ်သေးကျန်တဲ့ကောင်တွေတခါမှမချောသေးဘူးအောက်မှာဗလဲသွားချိုင်းပေးအောင်မယ် Legendary. Ally has been အာ slain. လေးတော့နေ့နေ့ဘယ်လိုပြေးချင်လဲဟောမရှိရှိရကောင်ကျုံးမယ်ကွာသွားလာကျုံး Double kill. Legendary. Launch attack. ခဏနေငါဆွဲပေးမယ်မလောနဲ့မလို့အေးဆေးနေတို့ကောင်နေအေးဆေးနေငါဆွဲပေးမယ်ပြောရင်မပိုင်တော့ရှက်စရာကြီးဘာမပါဘူးဘာမို့တာမပါတာမို့ဘက်ကကောင်ရှောင်းတာတော်သွားလို့ဟုတ်ကမှဒီနောက်တော့ဘူးဘယ်လိုငါမိတ်ကလေအေးမြန်မာလိုကြီးဝင်သွားတယ်သလားဟိုကမင်းကိုကျေးဇူးတင်နေတော့ပြောလိုက်အောင်မယ် Victory is near. ယောက်ကာပေးလေဟုတ်ကဲ့ကာပေးဦးဟေးမန်လေကျေးဇူးတင်နေသလား Our turret ဆို has been ပြန်လာ destroyed. ပြန်ကျုံအောက်လိမ့်ပဲသွားမှာအောက်ကောင်လေးပဲပြန်ဖန်ဆိုတော့ကျွန်တော်အဲ့ဒီနဲ့ပြစ်သွားတယ်လက်စလေးတွေ့မယ်ယောဘာမြန်မာလူကြီးဟေးဒါတော့တကောင်နေ An enemy ဒါတော့တကောင်နေမြန်မာလူကြီးဝင်တီးနေတာလို့ဒီဘောလေးဗန်းညံယူထားတယ်ဆိုတော့တောင်းနေမှာပေါ့ legendary. တော်ပြည့်ငါစကိုအေးမင်းကြောင်းကျေးဇူးတင်နေသလားငါတို့အခုဒီလောက်ပြည့်နေရတော့ပြေးဝနိုင်သေးတယ်နော်ဘာတဲ့ join ဖို့နေတာအတူဝ1ထိန်းနေရတာတကယ်ကျေးဇူးတင်တယ်လို့ဟုတ်ကဲ့ Destroy the turret. ဆက်ပွဲဆိုရင်9ပွဲလောက်ကအဲ့လိုကောင်တွေပါဖို့ပါတယ် Behind my shield. အေးဘာတိုင်းမင်းဒီကောင်မင်းခံပြီတိုင်းရသွားပြီ Charge with me. ဘာလို့ Launch attack. ကိုမိတ်ကလည်းဟုတ်ကဲ့ကိုမိတ်ကလည်းဘာဆိုဟုတ်ကဲ့ Launch attack. Okay. သေးငါသေးလားမသိဘူးလေပြတော့မရုံးမေးအဲ့ဒီမော်ဆိုငါ ESP လိမ့်မယ်ငါသွားမယ်တာဝါကျိုးသွားပြီ I shall defend my kingdom to my last. အိုင်တမ်ထွက်တယ်အိုင်တမ်ထွက်ဟိုဘက်က Ruby ပါတယ်ဆိုတော့ကျွန်တော်ဒီ item နဲ့ဆော့တာမှန်သွားတယ်ဗောနော်လေကင်းကြံသူကတောင်းတာအခုတော့တောင်းနေ An ally has been slain. ပြတောင်းလာမလို့မင်းတို့ငါလိမ့်ငါဆော့ဒီဟဲ့ Launch attack. ဟုတ်နိုင်အောင်ထိန်ငိုရတာဝါအုံးကြီးပေါ်မှာတာဝါအုံးကြီးငါလိမ့်တာငါထိန်မယ် Need assistance. တော်ပြစ်နေတာ Here I go. Can't put a price on wisdom. ပြန်သေးဘူးလားပြန်သေးဘူးလား Ally has been slain. တောင်းဖို့မပြောဘူးနော် Backbone of the kingdom. Initiate retreat. Okay. Our ဘုံ turret. ကျက်တဲ့ထိုးပြီးတော့များကြောက်တာပါပြီရဲ့ဗျာ Your team destroyed. An enemy has been slain. Loyalty, the shield of the kingdom. Our turret is under attack. ညောအောက်မှာဗရဲတော်ဖြစ်နေတာ Request. ရုံးညင်လည်း room ပေးရတော့မှာပဲဟုတ်ကဲ့ Launch attack. Understood. နာမဟိုဖရောင်ကိုရဲ့ငါမဆွဲမင်းဆွဲမယ်မှတ်တာကွာ No one can stop me. Face me. Our turret has been destroyed. Ally has been slain. Slain an enemy. အဲ့လိုမျိုးအဲ့ဒီတောင်ခင်းပေးတယ်မြန်မာလူဘာလို့ကျင်မင်းအောင် A king shall Look at- reign with righteousness and love. တကယ်တူရဲ့မြန်မာလူဘာမှမသွားခွင့်အေးလော့ဗရဲ join အောင်ဟေးဟိုမေးဖေးရဲ့လော့ခင်းနေလားမသိဘူး Invaders. တော်သေးတာပေါ့ They're all dead. မချုံထဲမှာမမြင်ဘူးလားတော့ဖြစ်နေရမှာအားဒီမှာတည်းကငါတို့လှုပ်ထားရမှာလက်ဆက်လေးမင်းအောင်မြန်မာလူဝင်လာမင်းအဲ့လိုမျိုးကျေးဇူးတော်တင်သေးတယ် Double kill. တဲ့နောက်မှာမင်းမီတွေမြင်လားသွားပြီဗောလို့ငါကောင်နေရိုမီယိုကောင်းတဲ့ကောင်တွေကကောင်းတယ်ဆိုတာအဲ့လိုရိုးမေးတယ်ကောင်းကျေးဇူးတင်တယ် Shut. ဆွဲပေးမယ်မင်းစရာဆွဲပေးမယ်
ဆွဲလို့မရတော့သူရနေတယ်ဟောလိုက်လာငါမသားဘူးမယ် Heed my command. ပြန်လာပဲကောင်းပါတယ်မပြောင်းကွာမခရီးသွားရှင် Our turret is under attack. ဘာဟုတ်ကဲ့အာ Our turret has been destroyed. An enemy has been slain. ငါမကြီးရတယ်လို့ဗတဲ့က join me လို့အကောင်ကြီးကဟုတ်ကဲ့ Request back. Okay. မရှိတော့ဘူးဆိုဗတဲ့ကစဖြစ်ပြီ I shall always stand by you. မဝင်ရလေကွာအဲ့ဒီခင်းပေးထားတဲ့ဟာကြီးကိုကွာအမတော့ဟိုလည်းဆွဲပေးထားတာဟိုမှဒိုင်းရောကမှခရူစင်းလို့ကောင်းနေတယ်ဒုက္ခပဲအေးမသွားပိုင်းနေရဟုတ်ကဲ့မှာဘုကမာတဲ့ကောင်သွားခုတ်တယ်တေးရောမှာတေးလေးမှာ An enemy has been slain. အဲ့လိုမျိုးမတနာဘူးငါတောင်းတဲ့ကနေသေးထိုးတာဟုတ်ပေါင်းလိုက်လို့ဘောကောင်အင်းပြပြပါဖရန်ကိုလေးဝိုင်းကြီးလာမယ်မင်းဆရာလာမယ်မင်းဆရာကိုစောက်ဆရာမပြနီးမကြမလို့နဲ့မင်းဆရာကိုစောက် Your team ချုံထဲမှာမမြင်ဘူးလားချုံထဲမှာမမြင်ဘူးလားဟာတော်ပြစ် An enemy has been slain. Slain an enemy. The king's retribution. 好么？哎，那你来了没得？你妈都有哎， People, 牛逼！ the backbone of the kingdom. 每次到这比爱人来说，上网搞呢。我妈说的哎，这个那个阿老喵，你看。 Loyalty, the shield of the kingdom. 小白要伊，我咪妈路伊没个，哎，我咪妈路问我嘞，办，啊干啥嘞？上网搞呢，上网搞，来说还没听。 An enemy has been slain. 啊，哎，你没播呢？哎，你没播呢？မင်းဆရာအဲ့ဒီပွင့်မလားမင်းဆရာအဲ့ဒီပွင့်မလားမင်းဆရာအဲ့ဒီပွင့်မလားအမမင်းဆရာခင်းရတယ်အာခင်းနေတော့မရလိုက်ဘူးလို့ဟုတ်ကဲ့အဲ့ဒီခင်းတော့ခင်းနေပါလားပတန်းမှုသွားမတတ်နိုင်ဘူးလေဖို့ကြီးတော့မှာမကြီးဘရိုတို့ရှိုးအပွဲလုံးထဲမှာရိုမန်ဆိုတဲ့ကောင်သေးတာနဲဆိုပြုံးလောက်ကောင်းနေလို့ဟုတ်ကဲ့အဲ့မင်းဆရာလာမင်းဆရာဆောက်အောင်မှာလွတ်ထားရတယ်မှာဒါဝါကျိုးမယ် Request backup. Okay. အေးဘတော့ဘောကောင်တော့တောင်းနေ May ပြီ the sun forever shine ဒီက upon my ဒိုင်းရော